အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ EPC App Store ကနေပြီးတော့အသစ်ထွက်မဲ့ကိုရီးယားစကားပြောလေးပေါ့နော်ဒီ software လေးကိုမိတ်ဆက်ပေးချင်တာပါကျွန်တော် install လုပ်ပြီးကြည့်ကြရအောင်Play Store ပေါ်တော့ရောက်နေပြီပေါ့နော်သို့တော့အားလုံးသုံးလို့ရတဲ့အခြေအနေတော့မဟုတ်သေးဘူးပေါ့နော်ကျွန်တော် open နှိပ်လိုက်မယ် allow ပေးလိုက်မယ်လူငယ်များကြားကိုရီးယားစကားလို့နာမည်ပေးထားတယ်ပေါ့နော်လူငယ်တွေကြားထဲမှာသုံးတဲ့အသုံးအနှုန်းလေးဖြစ်တဲ့အတွက်ကြောင့်ဒီလိုလေးနာမည်ပေးလိုက်တာပါတင်းနဲ့ဆိုပြီးတော့ software နှစ်ခုထွက်ပါတယ်နော်အဲ့တော့ပထမဆုံးတစ်ခုမှာကျွန်တော်တို့နားထောင်ကြည့်မယ်ဆိုရင် 이거 맞는 거야. 근데 혹시 모르니까 내가 한 번 더 확인해 볼게. ဒီလိုလေးကျွန်တော်တို့နားထောင်လို့ရတယ်ပေါ့နော် 맛있어. 당연하지. 일단 한번 맛보게 되면 빠져버릴 걸. အောက်က 이게 다야. အနီရောင်လေးကိုနှိပ်လိုက်ရင်ဒါတောက်လျှောက်နားထောင်လို့ရတဲ့စနစ်လေးပေါ့နော် 그게 다야. အဲ့တော့အဲ့ဒါလေးပါမယ်နောက်တစ်ခုကဘာလေးလုပ်လို့ရလဲဆိုရင်ကိုတီးကျင်တဲ့လုပ်ချင်တဲ့စာသားလေးပေါ်မှာနှိပ်လိုက်ပေါ့နော်နှိပ်လိုက်ရင်ဒီလိုလေးထွက်လာအဲ့တော့ review တို့ထည့်သွင်းပြီဆိုတာကတော့ဒါမရသေးဘူးပေါ့နော်ဒါကိုပြန်ပြီးတော့မှတ်ထားခြင်းနဲ့လေ့လာခြင်းသေးတယ်ဆိုရင် review တွေတို့ထည့်လို့ရတယ် microphone နဲ့လေ့ကျင့်ပြီဆိုတာကတော့နှိပ်ကြည့်မယ်ဒီလိုလေးပါwhy using the app လို့ကျွန်တော်ပေးလိုက်မယ်이거 맞는 거야? ဒီလိုကျွန်တော်တို့ပြောလိုက်တဲ့ဥစ္စာကိုသူကအနီရောင်လေးနဲ့ပြတာပေါ့နော် 이거 맞는 거야? ဆိုတော့သူပြောလိုက်တဲ့ဥစ္စာနဲ့ကျွန်တော်တို့ဘယ်လောက်နီးစပ်လဲဆိုတာကိုလေ့လာလို့ရအောင်ဒီလိုလေးပြောကြည့်လို့ရအောင်ဖြည်းဖြည်းချင်းလေ့လာမှာပေါ့နော်စာလုပ်တယ်ဆိုတာကတော့ကျွန်တော်တို့တစ်လုံးချင်းစီပြောလေ့ကျင့်တာကတော့ပိုကောင်းပါတယ်နော်အဲ့လိုလေးကျွန်တော်တို့ microphone နဲ့လေ့ကျင့်လို့ရအောင်ကျွန်တော်တို့လုပ်ပေးထားတာပေါ့နော်ခုနလိုပဲပြန်နှိပ်မယ်ဆိုရင်ကျွန်တော်တို့ copy ကူးယူမယ်ကျွန်တော်တို့စာသားတွေ copy ကူးယူလို့ရတယ်တခါတလေကြာရင်သူပြောတာမြန်တယ်ဆိုရင်ကျွန်တော်တို့အမြန်ဆုံးအနှိမ့်ဖြစ်နားထောင်မယ်ဆိုတာလေးလုပ်လို့ရတယ်ပေါ့နော် 이거 맞는 거야. 근데 혹시 모르니까 내가 한 번 더 확인해 볼게. အဲ့လိုလေးပေါ့နော်တကယ်တော့ကျွန်တော် review တဲ့ဒီဥစ္စာလေးကိုထည့်လိုက်မယ်ပေါ့နော်ကျွန်တော် yes လို့ပေးလိုက်မယ်ဒါဆိုရင်အထက်ရောက်သွားပြီပေါ့နော်အဲ့တော့ဘယ်မှာကြည့်လို့ရလဲဆိုတော့အပြင်ပြန်ထွက်လိုက်ပြီးတော့ကျွန်တော်တို့ဒီဘာစိတ်နီလေးမှာနေလိုက်ပြန်လည်လေ့ကျင့်ငန်းရဲ့မှာကျွန်တော်တို့ပြန်တွေ့ရတာပေါ့နော်သူ 근데 혹시 모르니까 내가 한 번 더 확인해 볼게. ဒီလိုလေးပါနော်အဲ့တော့နောက်ထပ်ဘာတွေလုပ်လို့ရလဲဆိုရင်ကျွန်တော်တို့ကပါလဲတချို့သူတွေကလေကျွန်တော်တို့ဒီမှာမကြိုက်ဘူးပေါ့နော်voice ကိုကျွန်တော်တို့ရွေးလို့ရတယ် TTS ကိုဒါကိုယ့်ရဲ့ phone setting နဲ့ phone နဲ့ဆိုင်တယ်ပေါ့နော်ကိုယ့်ဖုန်းမှာပေးရင်ပေးထားသလိုရွေးချယ်လို့ရတယ်အတန်ရှင်လေးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ internet သုံးပြီးတော့လဲ internet သုံးတာတော့ပို့ပြီးတော့သူကအတန်ပြီးတာတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် channel ဥစ္စာတွေက offline နေနားထောင်လို့ရတာအဲ့တော့ကိုကြိုက်တယ်လို့ရွေးလို့ရတယ်ပေါ့နော်ဥပမာ number 2ဆိုရင်ကျွန်တော်နှိပ်ကြည့်မယ် 한국어를 공부하고 있으세요? ဒီအတန်လေးရယ်ကျွန်တော် B ကြတော့ကျွန်တော်က number 5ကိုပေးမယ် 한국어를 공부하고 있으세요? ဒီလိုယောက်ျားနဲ့မျိုးသမီးနဲ့မျိုးသားပေါ့နော်အဲ့ဒါပြန်လည်လေးနားထောင်တဲ့ဥစ္စာကိုကျွန်တော်ပြန်နားထောင်ကြည့်ပဲပေါ့နော်ဥပမာ 이거 맞는 거야? 응. 근데 혹시 모르니까 내가 한 번 더 확인해 볼게. ဒီလိုလေးပေါ့နော်ဘာပဲပြောကျွန်တော်တို့အတန်လေးရှင်နေပြောင်းသွားတယ်ဆိုရင်တော့ဒါနားထောင်ရတာတစ်မျိုးဖြစ်ပြီးတဲ့အတွက်ကျွန်တော်တို့လေ့ကျင့်ပို့ပြီးလေ့ကျင့်လို့ရတာပေါ့နော်အတန်မျိုးမျိုးနဲ့ဒီလိုပါပဲနော်ဆိုတော့ဒီလောက်ပါပဲဒီ software လေးမှာ channel ဥစ္စာအခန်း16ထိပေါ့ကျွန်တော်တို့လေ့လာခွင့်ရမှာပေါ့နော်အဲ့တော့နောက်တစ်ပါးကြီးလုပ်လို့ရသေးလဲဆိုကျွန်တော်တို့အချက်လက်များထဲမှာတော့ဆိုရင်တော့ဒီ software ကိုကျွန်တော်တို့တန်ဖိုး9500ကျန်နဲ့ရောင်းမှာပေါ့နော်တစ်နှစ်စာအတွက်ကျွန်တော်သတ်မှတ်ထားတယ်တကယ်လို့ဝယ်ခြင်းနေဆိုရင်ကျွန်တော်တို့ဖုန်းမှတ်ပုံတင်ရန်ကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ဒီမှာအချက်လက်လေးကျွန်တော်တို့ဖြည့်လိုက်ပေါ့နော်ဖြည့်ပြီးရင်ကျွန်တော်တို့ CEO ရောက်လာပြီဆိုရင်ကျွန်တော်တို့ကဒါလေးကိုလုပ်ပြီးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာသတင်းကောင်းပါချင်တာကတော့အခုဒီ software လေးကကျွန်တော်တို့ Play Store မှာကျွန်တော်တို့ဒီ close testing အဆင့်မှာပဲရှိသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဆက်သွယ်ပြီးတော့ကျွန်တော်တို့လိုချင်နေဆိုရင်ကျွန်တော်တို့ဆက်သွယ်လိုက်ပါကျွန်တော်တို့တစ်နှစ်စာအခမဲ့ပေါ့နော်ကျွန်တော်တို့ပေးသုံးမယ်ပေါ့နော်အပြန်အလှန်ပေါ့ဗျာကျွန်တော်တို့ software ကိုလည်းသုံးတယ်ကျွန်တော်တို့လည်းဒီဥစ္စာကိုကြော်ရမှာဆိုတော့နော်အဲ့တော့အခမဲ့ပေးလေးလာခွင့်ပေးမယ်တန်ဖိုး9500ကျပ်ပေးစရာမလိုဘဲနဲ့တစ်နှစ်စာဒီ software လေးကိုကျွန်တော်တို့အခန်း16ထိကျွန်တော်တို့ဖွင့်ပေးမယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးတင်ကောင်းပါချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်